အခြေခံအင်္ဂလိပ်စကားပြောလေ့လာနေသူတွေအတွက်ကိရိယာတွေကိုအတိတ်ပစ္စုပန်အနာဂတ်ကာလသုံးမျိုးမှာမှန်မှန်ကန်ကန်သုံးပြီးပြောတတ်အောင်မျှဝေပေးပါမယ်။တကယ်တော့ဒါဟာတတိယအပိုင်းပါ။အခုလိုမျိုးကိရိယာကိုအဓိကအတိတ်ပစ္စုပန်အနာဂတ်ကာလခွဲပြီးတော့ပြောတတ်အောင်မျှဝေပေးနေတာရှေ့မှာအပိုင်း1နဲ့အပိုင်း2ကျွန်တော်တို့မျှဝေပေးပါပြီ။မကြည့်ရသေးရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ caption မှာ link လေးထပ်ပေးထားပါမယ်။ဒီနေ့လေ့လာရမယ့်ကိရိယာလေးတွေကိုဆက်ပြီးကြည့်အောင်။ I made, I make, I will make. I made ငါပြုလုပ်ခဲ့တယ် I make ငါပြုလုပ်တယ် I will make ငါပြုလုပ်မယ်ဒီ make ဆိုတဲ့စကားလုံးကိုတော့ make a mistake အမှားလုပ်တယ် make a decision ဆုံးဖြတ်ချက်ချတယ်ဒီလိုနေရာလေးမှာသုံးမှာဖြစ်ပါတယ်နောက်ထပ်ကိရိယာတစ်ခု I give, I will give. I gave ငါပေးခဲ့တယ် I give ငါပေးတယ် I will give ငါပေးမယ်ဘာတွေပေးခဲ့တယ်ဘာတွေလက်ရှိပေးတယ်ဘာတွေပေးမယ်ဆိုတာကိုတော့မိတ်ဆွေတို့အဆင်ပြေလို့ထည့်သုံးလို့ရပါတယ်နောက်တစ်ခု I took, I take, I will take. I took ငါယူသွားခဲ့တယ် I take ငါယူသွားတယ် I will take ငါယူသွားမယ်ဘာတွေယူခဲ့တယ်ဘာတွေယူသွားတယ်ဘာတွေယူသွားမယ်ဆိုတာကိုတော့အဆင်ပြေလို့ထည့်သုံးလို့ရပါတယ်ပြီးတော့ take ဆိုတဲ့စကားလုံးမှာအဓိပ္ပာယ်တွေလည်းများစွာရှိနေပါတယ်ဥပမာ take an umbrella ဒါဆိုရင်တော့ထီးယူသွားတယ်လို့ဖြစ်သွားပြီးတော့ take a shower ဆိုရင်ကြတော့ရေချိုးတယ်လို့ဖြစ်သွားပါတယ်နောက်တစ်ခုရတစ်ခု I brought, I bring, I will bring. I brought ငါယူလာခဲ့တယ် I bring ငါယူလာတယ် I will bring ငါယူလာခဲ့မယ်ယူလာတဲ့အရာတွေကိုတော့နောက်မှထည့်သုံးလို့ရပါတယ်နောက်တစ်ခု I sold, I sell, I will sell. I sold ငါရောင်းခဲ့တယ် I sell ငါရောင်းတယ် I will sell ငါရောင်းမယ်ဘာရောင်းခဲ့တယ်ဘာရောင်းတယ်ဘာတွေရောင်းမယ်ဆိုတာကိုတော့နောက်မှဖြစ်ပြောပါ I bought, I buy, I will buy. I bought ငါဝယ်ခဲ့တယ် I buy ငါဝယ်တယ် I will buy ငါဝယ်မယ်ဒီစကားလုံးကိုဝယ်ပေးတယ်လို့လည်းဘာသာပြန်လို့ရပါတယ် I got, I get, I will get. I got ငါရခဲ့တယ် I get ငါရတယ် I will get ငါရလိမ့်မယ်ဒီ get ဆိုတဲ့စကားလုံးကိုရောက်တယ်လို့လည်းဘာသာပြန်လို့ရတဲ့နေရာတွေရှိပါတယ်ဥပမာ get a present ဒါဆိုရင်တော့လက်ဆောင်ရတယ်လို့ဖြစ်သွားပြီးတော့ get to work ဆိုရင်တော့အလုပ်ကိုရောက်တယ်လို့ဖြစ်သွားပါတယ်သို့မဟုတ်အလုပ်ကိုရောက်အောင်သွားတယ်လို့ဖြစ်သွားပါလိမ့်မယ် I sent, I send, I will send. I sent ငါပေးပို့ခဲ့တယ် I send ငါပေးပို့တယ် I will send ငါပေးပို့မယ်ဒီစကားလုံးနဲ့ဆိုရင် message ပို့တာတွေလက်ဆောင်ပို့တာတွေကိုပို့ချင်တဲ့အရာတွေအများကြီးကိုထည့်သုံးလို့ရပါတယ်ဥပမာငါမင်းစီကို message တစ်စောင်ပို့ခဲ့တယ်ဆိုရင် I sent a message to you last night နေ့စဉ်တကယ်ချင်းတွေစီကိုကျွန်တော်က message တွေအများကြီးပို့တယ်ဆိုရင်တော့ I sent many messages to my friends every day ငါမင်းစီကို message တစ်စောင်ပို့လိုက်မယ်ဆိုရင်တော့ I will send a message to you tomorrow နောက်တစ်ခုပါ I received, I receive, I will receive. I received ငါလက်ခံရရှိခဲ့တယ် I receive ငါလက်ခံရရှိတယ် I will receive ငါလက်ခံရရှိလိမ့်မယ်ဘာတွေလက်ခံရရှိခဲ့တယ်ဘာတွေလက်ခံရရှိတယ်ဘာကိုလက်ခံရရှိမယ်ဆိုတာကိုတော့လိုအပ်တယ်လို့ဖြည့်ပြောပါ I started, I start, I will start. I started ငါစတင်ခဲ့တယ် I start ငါစတင်တယ် I will start ငါစတင်မယ် I stopped, I stop, I will stop. I stopped ငါရပ်တန့်ခဲ့တယ် I stop ငါရပ်တန့်တယ် I will stop ငါရပ်တန့်မယ်ဒီစကားလုံးကတော့တခုခုကိုလုံးနေတဲ့အရာကိုရပ်တန့်တာကိုလည်းပြောလို့ရတယ်လို့သူများဆိုရင်တားမြစ်တာလို့လည်းပြောလို့ရပါတယ်ဒီနေ့အတွက်နောက်ဆုံးကိရိယာလေးပြောကြည့်ပါမယ် I decided, I decide, I will decide. I decided ငါဆုံးဖြတ်ချက်ချခဲ့တယ် I decide ငါဆုံးဖြတ်ချက်ချတယ် I will decide ငါဆုံးဖြတ်ချက်ချမယ်ဘာတွေလုပ်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်ဘာတွေကိုဆုံးဖြတ်ချက်ချတယ်ဘာကိုဆုံးဖြတ်ချက်ချမယ်ဆိုတာအဆင်ပြေလို့ထည့်ပြောလို့ရပါတယ်သူ့ကိုတော့တခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချရဲဆိုရင်နောက်မှာ to plus verb to ရဲ့ကိရိယာလေးရဲ့အတွက်သုံးလို့ရပါတယ်ဥပမာကျွန်တော်ကျောင်းပြန်တက်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ် I decided to go back to school လက်ရှိပြစ္ဆုတ်ပန်အနေနဲ့ပြောခြင်း I decide to stop smoking ဆေးလိပ်တောက်တာကိုရပ်တန့်ဖို့သို့မဟုတ်ဆေးလိပ်ဖြတ်ဖို့ငါဆုံးဖြတ်တယ်အနာဂတ်အနေနဲ့ဆိုရင်တော့I will decide
to play for this team next week ဒီအသင်းအတွက်ကစားပေးဖို့နောက်တစ်ပတ်မှာငါဆုံးဖြတ်မယ်ဒီအသုံးအနှုန်းလေးတွေကို Miss Siri ရဲ့လက်တွေ့ဘဝမှာမှန်မှန်ကန်ကန်သုံးတတ်ဖို့အရေးကြီးပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီထဲမှာပါခဲ့တဲ့အသုံးအနှုန်းလေးတွေကိုနောက်ကြရင်မှန်မှန်ကန်ကန်သုံးတတ်လာမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်အခုလိုအခြေခံကျတဲ့အင်္ဂလိပ်စကားပြောသင်ခန်းစာလေးတွေကိုလည်းပုံမှန်မျှဝေပေးနေအောင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ Facebook page ကို like and follow လုပ်ထားပေးဖို့နဲ့ YouTube channel ကို subscribe လုပ်ပေးထားဖို့အကြံပြုချင်ပါတယ်နောက်သင်ခန်းစာတွေမှာဆက်တွေ့ကြတာပေါ့ Goodbye